လေးကကြာတော့ပြီစိုက်ကလေးရအဆုံးရှိမယ်နော်အရင်မရှိတဲ့လူအရင်လူကောင်မထွားတဲ့လူဆိုရင်ဝစ်လိုက်လို့ပေါ့နော်ကျမတို့တွေကတကီလိုနဲ့ကီလိုဝက်နဲ့မတူတယ်လို့ပါညီမလေးဆွဲကျူဘဲဆွဲကျူလေးလေပေါ့နော်အမလက်ထရကိုင်လဲဆိုလို့300လောက်9လောက်အရပါရချလိုက်တာဒါလေးလဲလှနေရနော်အထင်ရွှေမောင်လေးနဲ့အပေါ်ဘရက်ဒီနဲ့ပြန်မှုတ်ထားပါရဲ့ဒါကြောင့်မို့လို့တွေ့မှတွေ့ရတာကျမတို့အိမ်မှာတွေ့တာဒီမျိုးအရောင်